အားလုံးပဲမင်္ဂလာပါရှင်အောင်မြင်မှုတွေရဲ့အထွတ်ထိပ်မှာမာနတွေနဲ့ရင်မှုနေတဲ့အခါကို့အနားမှာအမြဲရှိနေပေးတဲ့ကျေးဇူးတရားတွေကိုမြင်နိုင်ဖို့ခက်ခဲတတ်ပါတယ်အရာအလုံးဆုံးရှုံးသွားတဲ့အချိန်ကြမှရလာတဲ့နောင်တတွေကဘလောက်တောင်ခါးသီးလိုက်မလဲຫນွေနီးဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဘဝသင်ခန်းစာကိုအတူတူနားဆင်ကြည့်လိုက်ရအောင်ပါရန်ကုန်မြို့ရဲ့ခမ်းနားတဲ့ဖက်ရှင်ပြပွဲတစ်ခုနွေနီဟာမီးရောင်အောက်မှာလက်ခုပ်တံတွေကိုပြုံးပြုံးလေးခံယူနေတဲ့ပြပွဲပြီးတော့နောက်ွယ်မှာသူမဖုံးတုံခါလာတဲ့ရွာကအမေစီကပါ။သမီးအမေတို့ရွာကတီးနှံတွေရောင်းရလို့သမီးစီမုံဖိုးလေးလွှဲပေးထားတယ်လို့အမေကဝမ်းသာအားရပြောပေမဲ့နွေနီကမျက်မှောင်ကျုပ်လိုက်တယ်။မေအဲ့ဒီအပိုအလုပ်တွေမလုပ်စမ်းပါနဲ့ကျမပတ်စံတွေအများကြီးရှာနိုင်နေပြီနောက်ပြီးရွာကလူတွေစီကျမဖုန်းနံပါတ်မပေးနဲ့လို့ပြောထားတယ်မဟုတ်လား။ထိုစဉ်သူမရဲ့ငယ်တငယ်ချင်းထွန်းထွန်းကသူမအတွက်ရည်ရွယ်ပြီးစိုက်ပျိုးထားတဲ့ပန်းစည်းလေးကိုကင်ပြီးရောက်လာတဲ့နွေနီကိုမြင်တော့ဝမ်းသာအားရနဲ့ပန်းစည်းလေးကိုလာပေးတယ်နွေနီကလက်မခံပဲညင်းတယ်စိတ်တူပြီးပြောဆိုတယ်ပြီးတော့ပန်းစည်းကိုအမိုက်ပူးပစ်လိုက်လေတယ်ထွန်းထွန်းရဲ့မျက်ဝန်းထဲမှာစိတ်မကောင်းဖြစ်သွားပေမဲ့သူဘာမှမပြောဘဲပြန်လှည့်ထွက်သွားခဲ့တယ်6 လအကြာမှာတော့နွေနီးရဲ့လောဘကြောင့်အတူအယောင်မိတ်ဆွေတွေနဲ့ပေါင်းပြီးရင်းနှီးမြှုပ်နှံခဲ့တာတွေအားလုံးရှုံးနိမ့်သွားပါတယ်။သူမယုံကြည်ခဲ့တဲ့လုပ်ဖော်ကိုင်ဘက်ကကုမ္ပဏီပိုင်ဆိုင်မှုတွေကိုလိမ်ညာယူသွားခဲ့တယ်။ရှင်တို့ငါ့ကိုဒီလိုလုပ်လို့မရဘူးလို့နွေနီအော်ဟစ်နေပေမဲ့ရှေ့နေကတော့အေးအေးဆေးဆေးပဲမမနွေနီရှင့်မှာပိုင်ဆိုင်မှုဘာမှမရှိတော့ဘူး။နောက်3 ရက်အတွင်းဒီအိမ်ကဖယ်ပေးပါလို့ပြောပြီးထွက်သွားတယ်။သူမအားကိုးတကြီးနဲ့အောင်မြင်စဉ်ကပေါင်းခဲ့တဲ့တငယ်ချင်းတွေကိုဖုံးဆက်ကြည့်ပေမဲ့တယောက်မှဖုံးမကင်ကြတော့ဘူးတချို့ကလည်းအလုရှုပ်နေလို့ဆိုပြီးဖုံးချပစ်ကြတယ်သူမဟာမြို့ပြရဲ့လူစိမ်းတွေကြားမှာလုံးဝအထီးကျန်သွားခဲ့ပါပြီနွယ်နီဟာအထုပ်ပိုးအနှဲငယ်နဲ့မိုးရေထဲမှာတုံတုံရင်ရင်ရက်နေတယ်သူမမှာသွားစရာနေရာမရှိတော့လို့ရှက်ရှက်နဲ့ပဲရွာကိုပြန်လာခဲ့ရတာပါအိမ်ရောက်တော့အမေကစီးကြိုပြီးဟဲ့သမီးလေးအမေကသမီးကြိုက်တဲ့ဟင်းတွေတောင်ချက်ထားတယ်နေမကောင်းဖြစ်အောင်ပဲအထဲဝင်လို့ပြောလိုက်တဲ့အခါနွယ်နီရင်ထဲမှာစိုးတက်လာတယ်။သူမအမေခြေဘဝပေါ်ပြုတ်ကျပြီးသမီးမှားခဲ့ပါတယ်အမေ။သမီးကျေးဇူးတရားတွေကိုမေ့လျှော့ခဲ့မိတယ်လို့ပြောပြီးငိုချလိုက်တဲ့အမေကသူမခေါင်းလေးကိုပုတ်ပေးရင်းအမီးနဲ့အဖဆိုတာသားသမီးဘလို့ပဲဖြစ်ဖြစ်ခွင့်လွတ်ပြီးသားပါသမီးရဲ့တဲ့နွေနီဟာနှွေးထွေးတဲ့ထမင်းဝိုင်းလေးထဲမှာအနှစ်သာရရှိတဲ့ဘဝဆိုတာပတ်စံနဲ့ဂုံတက်မဟုတ်ပဲကျေးဇူးတည်တတ်တဲ့စိတ်ထားဆိုတာကိုလက်တွေ့ခံစားလိုက်ရပါတော့တယ်။ဇလန်းရဲ့ဆိုလိုရင်းလေကားထစ်တွေကိုတက်နေချိန်မှာကိုကိုတွန်းတင်ပေးခဲ့တဲ့လက်တွေကိုမမေ့ပါနဲ့ဘာလို့လဲဆိုတော့ကိုပြန်ဆင်းလာရတဲ့အခါအဲ့ဒီလက်တွေကပဲကိုကိုပြန်ဖေးမပေးမှာမို့လို့ပါ။မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ဘဝအတွက်အရေးကြီးလာတဲ့ကံဉဏ်ဝီရိယဆိုတဲ့တရား၃ပါးအကြောင်းကိုပညာပေးပုံပြင်လေးတစ်ပုဒ်ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မိုးရှိရှိတုန်းကတာယာလှပတဲ့ရွာကလေးတစ်ရွာဟာကြောက်မက်ဖွယ်ကောင်းတဲ့နှစ်ရှည်မိုးခေါင်မှုတန်းကိုခံစားခဲ့ရပါတယ်။ရွာသူရွာသားတွေဟာရေငတ်မှုပြီးအခက်အခဲဖြစ်နေကြချိန်မှာတငယ်ချင်း၃ယောက်ဖြစ်တဲ့မောင်ကန်မောင်ညံနဲ့မောင်ဝီရိယတို့ဟာရွာအတွက်ရေရှာပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။မောင်ကန်ကတော့ငါမှာကန်ရှိရင်ရေကသူ့အလိုလိုပေါ်လာမှာပါဆိုပြီးတစ်ပင်ရိပ်အောက်မှာထိုင်ဆောင်နေခဲ့ပါတယ်။မောင်နှံကတော့စာအုပ်တွေဖတ်မြေပုံတွေဆွဲပြီးဘယ်နေရာမှာရေရှိနိုင်မလဲဆိုတာကိုပဲတနေကုန်စဉ်းစားနေခဲ့ပါတယ်။မောင်ဝီရိယကတော့လက်တွေ့ကျကျပေါက်တူးတလက်နဲ့မြေကြီးကိုမနာတမ်းတူးနေခဲ့ပါတယ်။ဒါပေမဲ့တယောက်ချင်းစီစူးစမ်းကြတဲ့အခါမှာတော့ဘယ်သူမှမအောင်မြင်ခဲ့ကြပါဘူး။မောင်ကန်ဟာကန်ကိုပဲကိုးစားနေလို့ဘာမှဖြစ်မလာခဲ့သလိုမောင်နှံဟာလည်းစဉ်းစားနေုံနဲ့ရေမထွက်ခဲ့ပါဘူး။မောင်ဝီရိယကလည်းနေရာမှာတူးနေမိတာကြောင့်ပင်ပန်းယုံပဲရှိခဲ့ပါတယ်။နောက်ဆုံးမှာသူတို့၃ယောက်ဟာအတူတူပူးပေါင်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။မောင်နှံကရေကြောရှိမဲ့နေရာကိုတွက်ချက်ပေးတယ်။မောင်ဝီရိယကအာသွန်ခွန်ဆိုင်တူးဖော်တယ်။မောင်ကန်ကတော့အချအိမ်ခါကောင်းတဲ့ကံကောင်းခြင်းတွေကိုဆုတောင်းပေးခဲ့ပါတယ်။သူတို့၃ယောက်ရဲ့ဆုပေါင်းအားကြောင့်နောက်ဆုံးမှာတော့ရေကြီးရေအေးတွေပန်းထွက်လာပြီးတရွာလုံးကိုကယ်တင်နိုင်ခဲ့ပါတော့တယ်။ဒါဟာလူတစ်ယောက်အောင်မြင်ဖို့အတွက်ကံဉဏ်ဝီရိယ၃ခုစလုံးပြည့်စုံဖို့လိုအပ်ကြောင်းပြသနေတဲ့သင်ခန်းစာပဲဖြစ်ပါတယ်။မူပေးကပ်ပြီးတဲ့ YouTube Channel မှာကြိုဆိုပါရစေ။နေ့စဉ်စိတ်ဝင်စားစရာဇာတ်လမ်းများတင်ဆက်ပေးမှာမလို့ like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်ဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုတီးခဲ့ပေးပါနော်။တခါကရွာငယ်လေးတစ်ရွာမှာမောင်လူပြင်းဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်။သူကနတ်ဖြန်မလုပ်မယ်ဆိုတဲ့စကားကိုအမြဲပြောလေးရှိပြီးအလုပ်ဟူသမျှကိုရှောင်ဖယ်နေတတ်သူပါ။သူ့ရဲ့ဖခင်အိုကြီးဟာသားဖြစ်သူရဲ့အနာဂတ်အတွက်အမြဲစိုးရိမ်နေခဲ့ပါတယ်။
တနေ့မှာတော့ဖခင်ကြီးဟာအသေးအတန်ဖျားနာလာပြီးကွယ်လွန်ခါနီးမှာမောင်လူပြင်းကိုအနားခေါ်လိုက်ပါတယ်ဖခင်ကြီးကအာယူပြီးငါသားငါမင်းအတွက်ခြံထားနိုင်တာဆိုလို့ငါတို့အိမ်နောက်ကခြံကွက်လေးပဲရှိတယ်အဲ့ဒီမြေကြီးထဲမှာငါဘိုးဘွားတွေလက်ထက်ကတည်းကမြုပ်နှံထားခဲ့တဲ့ရွှေအိုးကြီးတစ်လုံးရှိတယ်ငါကတော့အားမရှိလို့မတူးနိုင်ခဲ့ဘူးမင်းအဲ့ဒါကိုရှာတွေ့ရင်တထေးဖြစ်ပြီလို့မှာကြားပြီးကွယ်လွန်သွားခဲ့ပါတယ်ဖခင်ကွယ်လွန်ပြီးနောက်မောင်လူပြင်းဟာရွှေအိုးကိုအယမ်းလိုချင်တာကြောင့်ပြင်းရဲ့စိတ်တွေပျောက်သွားပါတယ်သူဟာပေါက်တူးတစ်လက်ကိုကင်ပြီးခြံထဲကိုဆင်းသွားပါတယ်ငါသာရွှေအိုးရရင်အလုပ်လုပ်เสียမလိုတော့ဘူးလို့တွေးရင်းမြေကြီးတွေကိုအားတက်သရောတူးပါတော့တယ်ပထမနေ့မှာမြေကွက်ရဲ့အရှိတ်ဘက်ကိုတူးတယ်ဘာမှမတွေ့ဘူးဒုတိယနေ့မှာအနောက်ဘက်ကိုတူးတယ်ခဲလုံးတွေပဲထွက်လာတယ်တတိယနေ့မှာတော့ခြံလေကောင်ကိုနက်နက်ရှိုင်းရှိုင်းတူးပါတယ်တပတ်လုံးလုံးမနက်ကနေညအထိချွေးတလုံးလုံးနဲ့ခြံတစ်ခုလုံးကိုနှက်အောင်တူးပေမဲ့ရွှေအိုးကိုလုံးဝရှာမတွေ့ခဲ့ပါဘူးမောင်လူပြင်းဟာမြေကြီးပေါ်မှာပင်ပန်းလဲကြရင်အဖေငါ့ကိုညာခဲ့တာလားဆိုပြီးစိတ်ပြက်အားငယ်သွားပါတော့တယ်မြေကြီးတွေတူးဆွထားလို့ခြံကွက်တစ်ခုလုံးဟာထွန်ရက်ပြီးသားမြေကွက်ကောင်းကြီးတစ်ခုလိုဖြစ်နေပါတယ်အဲ့ဒီအချိန်မှာအိမ်နီးနားချင်းအဖိုးကိုတယောက်ရောက်လာပြီးမောင်လူပြင်းမင်းမြေကြီးတွေတောင်အပင်ပန်းခံတူးထားပြီးပြီပဲဒီအတိုင်းကြီးထားလိုက်ရင်မြေတွေကနှမျောစရာကြီးငါမှာမျိုးစေ့တွေရှိတယ်စမ်းစိုက်ကြည့်ပါလားလို့အကြံပေးပါတယ်မောင်လူပြင်းဟာစိတ်တက်ကြနေပေမဲ့တူးထားတဲ့လုပ်အားတွေကိုနှမျောတာနဲ့အဖိုးကိုပေးတဲ့ဟင်းသီးဟင်းရွက်မျိုးစေ့တွေကိုမြေကျင်းတွေထဲမှာချလိုက်ပါတယ်အစာပိုင်းမှာတော့ပြေးကျင်သေးပေမဲ့စိုက်ထားတဲ့အပင်လေးတွေတည်သွားမှာစိုးတာကြောင့်နေတိုင်းရေလောင်းပေါင်းတင်ပြီးဂရုစိုက်ပေးခဲ့ပါတယ်လအနှဲငယ်ကြာတဲ့အခါမှာတော့ခြံထဲမှာခရမ်းသီးငရုတ်သီးနဲ့ကော်ဖီထုတ်တွေဟာစိမ့်ဆိုဝေစာပြီးရိတ်သိမ်းလို့ရလာပါတယ်။မောင်လူပြင်းဟာအဲ့ဒီသီးနှံတွေကိုဈေးမှာသွားရောက်တဲ့အခါငွေကြေးမြောက်များရရှိလာပါတယ်။တရားသည်သူဟာအလုပ်ကိုစူးစမ်းလာပြီးရွာမှာချမ်းသာတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတယ်။တနေ့မှာတော့မောင်လူပြင်းဟာဖခင်ကြီးရဲ့ပုံတူရှေ့မှာထိုင်ရင်းသဘောပေါက်သွားပါတယ်အဖေ။အဖေပြောတဲ့ရွှေအိုးကိုကျွန်တော်အခုမှရှာတွေ့ပါပြီတဲ့ဖခင်ကြီးမြုပ်နှံခဲ့တာဟာမြေကြီးတွေကရွှေအိုးအစ်စ်မဟုတ်ပဲအလုတ်ကင်နဲ့စူးစမ်းအားထုတ်မှုဆိုတဲ့ရွှေအိုးဖြစ်ကြောင်းသူနားလည်သွားပါတယ်။ဏီကုန်းသင်ခန်းစာလောကမှာအလကားရတဲ့လက်နက်ကိုမျှော်လင့်နေတာထက်မိမိရဲ့လုပ်အားနဲ့ဖန်တီးယူတဲ့အောင်မြင်မှုကသာအခိုင်အမြဲဆုံးနဲ့အစစ်မှန်ဆုံးရွှေအိုးဖြစ်ပါတယ်။မူပစ်ကပ်ပြီးတဲ့ YouTube Channel မှာကြိုဆိုပါရစေ။နေ့စဉ်စိတ်ဝင်စားစရာဇာတ်လမ်းများတင်ဆက်ပေးမှာမလို့ like and subscribe လေးလုပ်ထားဖို့မမေ့နဲ့နော်ဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုတီးခဲ့ပေးပါနော်တောင်ကြီးကရွာငယ်လေးတစ်ရွာမှာဥပကောင်းဆိုတဲ့လယ်သမားတစ်ယောက်ရှိပါတယ်သူပိုင်နာဆိုလို့တစ်နှစ်ပတ်လုံးရုံးကန်မှဝမ်းစာယုံသာရှိတဲ့လယ်ကွက်ငယ်လေးရဲ့ဇနီးဖြစ်သူခြံရိပ်ခဲ့တဲ့တစ်သားအိမ်စုပ်လေးရဲ့ပဲရှိတာပါဒါပေမဲ့ရွာမှာတခုခုဆိုအမြဲလက်မနှေးပဲကူညီတတ်သူမို့ဥပကောင်းလို့လူတိုင်းကချစ်ခင်ကြတယ်တနေ့မှာတော့တရွာလုံးအစာရေစာရှားပါနေတဲ့ဥပကောင်းမှလည်းနောက်ဆုံးကြံတဲ့စံတပီနဲ့ဟင်းအိုးလေးတစ်လုံးပဲရှိတော့တယ်။အဲ့ဒီအချိန်မှာပဲအိမ်ရှိကနေအတန်တုံတုံနဲ့တောင်းပန်တန်တစ်ခုကြားလိုက်ရတယ်။ဒီကအလှရှင်။ဘိုက်စာလို့တခုခုကျွေးနိုင်မလားခမညာတဲ့။ကြည့်လိုက်တော့အဝတ်စားတွေမိုးရေတွေရွဲဆိုနေပြီးချမ်းလို့တုံနေတဲ့ခီးသွားအဖိုးကိုတယောက်ဥပကောင်းဟာတုံဆိုင်မနေပဲသူ့အတွက်နောက်ဆုံးကြံတဲ့ထမင်းအိုးလေးကိုချကျွေးလိုက်ပါတယ်အဖိုးဝစားပါကျွန်တော်ကတော့အိပ်ပျော်သွားရင်မစားတော့ပါဘူးဆိုပြီးပြုံးပြုံးလေးပြောရှာတယ်အဖိုးအိုဟာထမင်းကိုစားနေရင်ဥပကောင်းရဲ့အိမ်ကတိုင်တွေအမိုးတွေကိုတေချာကြည့်နေခဲ့ပါတယ်နောက်တနေ့မနက်မှာတော့အဖိုးအိုကခရီးဆက်ဖို့ပြင်ပါတယ်ထွက်ခါနီးမှာအဖိုးအိုကအိတ်ကက်ထဲကနေသေးငယ်ပြီးမင်းနဲ့နေတဲ့တစ်စေသုံးစေကိုထုတ်ပေးပါတယ်ငါညီမင်းရဲ့စေတနာကိုအဖိုးတုံ့ပြန်ခြင်းနဲ့ဒီအစေသုံးစေကိုမင်းရဲ့အိမ်နောက်ဖေးမှာအတန်းလိုက်စိုက်ပါထားပေမဲ့တခုတော့မှတ်ထားတဲ့နေ့ကိုအစေတစေပဲအပင်ပေါက်လိုက်မယ်ဘလို့ပဲဖြစ်ဖြစ်မင်းရဲ့စေတနာကိုမမေ့ပါနဲ့လို့ပြောပြီးပျောက်ကွယ်သွားပါတယ်ဥပကောင်းဟာပထမဆုံးအစေကိုစိုက်လိုက်တယ်။နောက်နေ့မနေ့ရောက်တော့အပင်လေးပေါက်လာပြီးပန်းတွေပွင့်နေတယ်။အံ့ဩစရာကောင်းတာကအဲ့ဒီပန်းပွင့်တွေကနေငွေစင်တွေထွက်ကြလာတာပါပဲ
ဦးဘကောင်းဟာဝမ်းသာအားရနဲ့ရွာကစင်းရဲသားတွေကိုခေါ်ပြီးအလှူအတန်းတွေလှုပ်အကျွေးတွေဆက်ပေးလိုက်ပါတယ်ဒုတိယနေ့မှာဒုတိယအစေကိုစိုက်လိုက်တော့အပင်ကနေရွှေတင်းကားတွေတီးလာပြန်တဲ့ရွာသားတွေဟာဦးဘကောင်းရဲ့ကံကောင်းမှုကိုအံ့ဩမဆုံးဖြစ်နေကြတော့တာပေါ့တတိယမြောက်နေ့မှာတော့ဦးဘကောင်းဟာနောက်ဆုံးကြံတဲ့အစေကိုစိုက်ဖို့ပြင်နေပါတယ်အဲ့ဒီအချိန်မှာပဲရွာထဲကလူယုံမာတစ်ယောက်ကဦးဘကောင်းခမားဒါကိုစိုက်ရင်အရင်ထက်ပိုချမ်းသာမှာပဲကျုပ်ကိုတဝက်ပေးမယ်လို့ပတိပေးမှစိုက်ပါလို့တပြလိုက်သလိုချင်းချောက်လာပါတယ်။ဦးဘကောင်းကအေးဆေးဆေးပဲဒီအစေးတွေကငါအတွက်မဟုတ်ဘူးလိုအပ်နေတဲ့သူတွေအတွက်ပါလို့ပြောပြီးစိုက်လိုက်ပါတယ်တတိယအပင်ပေါက်လာတဲ့အခါမှာတော့ရွှေတွေငွေတွေထွက်မလာပဲကြည်လင်တဲ့ရေစမ်းတစ်ခုထွက်လာပါတယ်အဲ့ဒီရေစမ်းဟာဘယ်တော့မှမခန်းချောက်ပဲရွာသူရွာသားတွေစိုက်ပျိုးရေးအတွက်အသက်သွေးကြောဖြစ်သွားပါတော့တယ်အဖိုးအိုဟာပြန်ပေါ်လာပြီးငွေနဲ့ရွှေကိုမင်းကသူတစ်ပါးအတွက်သုံးခဲ့သလိုအများအတွက်အမြဲတမ်းအကျိုးရှိမဲ့ဒီရေစမ်းကိုရွေးချယ်ခဲ့တဲ့မင်းရဲ့စိတ်ထားကြောင့်မင်းဟာဒီရွာရဲ့အလေးစားရဆုံးတထေးကြီးဖြစ်ရမယ်လို့ကောင်းချီးပေးခဲ့ပါတယ်။ဦးဘကောင်းဟာရွှေငွေတွေထက်တန်ဖိုးရှိတဲ့ရွာသားတွေရဲ့မေတ္တာနဲ့ထာဝရဆိုပြီးနေတဲ့လယ်ကွင်းတွေကိုပိုင်ဆိုင်ခွင့်ရပြီးပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။